အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်မွေးနေ့မှာကိုစုချတဲ့အနေနဲ့ကျွန်တော် unboxing လေးလုပ်မှာဖြစ်ပါတယ်ကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုမှာ noise လေးနည်းနည်းများနေတဲ့အတွက်ကြောင့်ကျွန်တော် recording ပြန်ပြီးလုပ်ပါမယ်ဒါကြောင့်ကျွန်တော်နဲ့အတူ unboxing ဗီဒီယိုလေးကိုကြည့်လိုက်အောင်ပထမဆုံးကျွန်တော်ဖောက်မှာက DJI ကထုတ်ထားတဲ့ DJI Cosmo Pocket 3ဖြစ်ပါတယ်ကျွန်တော်ဖောက်နေတာနည်းနည်းကြာလို့ကျွန်တော်အချိန်ကြော်လဲပါမယ်ဝေါနောက်ဆုံးတော့ကျွန်တော်လိုလာလာနဲ့ကျွန်တော် review တွေတေချာကြည့်ပြီးတော့ကျွန်တော်တနေ့ကျရင်ဝယ်မယ်ဆိုတဲ့ရီမန်ချက်လေးကတော့ဒီနေ့ပြီးခဲ့ပါပြီကျွန်တော်ဆက်ဖုတ်ပါမယ်မြန်အောင်လို့ကျွန်တော်နည်းနည်းကြော်လိုက်မယ်ဒါကတော့ DJI ရဲ့ Cosmo Pocket 3 Creator Combo တစ်ဆက်လုံးမှာပါတဲ့ accessory တွေကတော့ဒီထဲမှာပါပါမယ်ပြီးတော့သူမှာ user guide sticker အဲ့ဒါပါပါမယ်နောက်ဆုံးတစ်ခုပါချမ်းသေးလဲဆိုတော့အိမ်မှာ camera case တစ်ခုပါပါမယ်ကျွန်တော်မြန်အောင်နည်းနည်းကြော်လိုက်ပါမယ် Okay ဒါကတော့အထဲမှာ camera နဲ့ accessory ကိုဖောက်မှာဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့စဖောက်တဲ့အချိန်တော့တော်တော်လေးစေးလို့ရှာတယ်ဘာလို့ဆိုအထဲမှာဘယ်လိုနေမလဲပေါ့reviewer တွေနဲ့ကျွန်တော်နဲ့အဲ့လို feeling တူမယ်တော့ကျွန်တော်ထင်တာပဲကျွန်တော်ကအဲ့လိုစဖောက်ပြရတဲ့ camera ကိုအရင်လိုက်ရှာတာဘာလို့ဆို camera အရင်မြင်ခြင်းလို့အဲ့နဲ့ camera ကိုရှာတယ်ရှာတွေ့ရတယ်တချက်တော့စိတ်ဖြစ်သွားတယ်ကင်မရာဒီလောက်တော်သေးတာပဲဒီလောက်သေးလားပေါ့အဲ့လိုတော့တစ်ချက်စိတ်ဖြစ်သွားတယ်ဒါပေမဲ့ကန်ရတာတော်တော်လေးကြက်လေးရှိပြီးတော့ကင်လို့အရင်ကောင်းပါတယ်နောက်တစ်ခုကတော့ charger grade ဖြစ်ပါတယ်သူကတော့ကင်မရာနဲ့တွဲပြီးတော့သုံးလို့ရတဲ့ဟာဖြစ်ပါတယ်နောက်တစ်ခုကတော့ charger ပြီးတော့နောက်တစ်ခုဘာထွက်လာမလဲဆိုတော့ another grip ပေါ့နော်သူလည်း grip တစ်မျိုးပဲနောက်တစ်ခုကတော့ tripod လေးဖြစ်ပါတယ်ဒါကတော့ဗီဒီယိုတွေဘာတွေရိုက်ပုံတွေဘာတွေရိုက်လို့အချိန်ကြာရင်ဖုန်းကိုထုတ်ထားတဲ့ဟာလေးဖြစ်ပါတယ်ဒီနေရာမှာဗီဒီယိုကနည်းနည်းကြာနေလို့ကျွန်တော်နည်းနည်းမြန်လိုက်ပါမယ်နောက်တစ်ခုကတော့ DJI Mic 2ဖြစ်ပါတယ်ဒါကတော့ Mic 2နဲ့ DJI Pocket 3နဲ့ကိုချိတ်ပြီးတော့သုံးလိုက်ရုံပဲဖြစ်ပါတယ်တစ်ချက် show ကျွန်တော်တက်ပြမယ်ကြည့်လိုက်မိတ်တယ်ပေါ့ဆရာကြီးနောက်တစ်ခုကတော့ DJI Max 2မှာတက်လို့ရတဲ့အ slot လေးဖြစ်ပါတယ် wait ဒီနေရာမှာခဏလေးကြည့်ကျွန်တော်တက်ပြမယ်ဆရာကြီး style နဲ့ကျွန်တော် mic လာပါညာပေါ့ NANI ပြီးတော့ကျွန်တော်ကမစောင့်နိုင်တော့လို့တခြား box တွေကိုကျွန်တော်မဖြဲဘဲနဲ့ဒီ camera ကိုကျွန်တော် set up လုပ်လိုက်ပါတယ်သူ့ရဲ့ DJI Cosmo Pocket 3လေးကကျွန်တော်လက်ထဲမှာတော်တော်လေးကန်လို့ကောင်းတယ်ဘာလို့ဆိုတော့ comfortable ဖြစ်တယ်ချစ်လေးလေးနဲ့တော်တော်လေးကန်လို့ကောင်းတယ်ပြီးတော့မအောင်နိုင်တော့လို့ကျွန်တော်ကင်မရာနဲ့ကျွန်တော်ဆိုင်းပြီးတော့ရိုက်ကြည့်တယ်တော်တော်လေးလည်းမိုက်တယ်တော်တော်လေးလည်းကြည်တယ်ဒီနေရာမှာကျွန်တော်နည်းနည်းမြန်လိုက်ပါမယ်နောက်ထပ်ပစ္စည်းတစ်ခုကတော့ကျွန်တော် DJI Pocket 3ကိုထပ်မလို့ကျွန်တော်အဲ့လေးတစ်လုံးဝယ်ထားပါတယ်ဒါကတော့ဘယ်သွားဘယ်လာတဲရကူရလွယ်အောင်ကျွန်တော်ဒီတစ်ခုကိုဝယ်လိုက်တာပါအဲထဲမှာတော်တော်လေးအသားကောင်းပြီးတော့တော်တော်လေးမိုက်ပါတယ်ကျွန်တော်ဗီဒီယိုလုပ်ရင်စိတ်မရှိတော့လို့မြန်လေးသွားလိုက်တော့မယ်နောက်တစ်ခုဖောက်ဖို့ကျွန်တော်ထပ်ကြော်လိုက်မယ်ကဲနောက်တစ်ခုကတော့ camera case ဖြစ်ပါတယ်သူ့မှာပါတဲ့ accessory အကုန်လုံးအတွက် case တွေအကုန်လုံးပါပါတယ် okay နောက်တစ်ခုအတွက်ထပ်ကြော်ပါမယ်နောက်ဆုံးတစ်ခုကတော့ camera screen protector ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ Amazon ထဲမှာနောက်ဆုံးဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဒီလိုမျိုးဝယ်ဖြစ်အောင်ကျွန်တော်ကိုကူညီပေးတဲ့အင်ကအမောက်လည်းကျေးဇူးများတင်ပါတယ်အားလုံးပါမယ်ပါ